ရှေးအခါကဗျိုင်းနဒီပြည်မှာပုံနာကြီးတဦးဟာအလွန်ခွန်အားကြီးပြီးလိမ္မာတဲ့ကဏ္ဍကအမည်ရှိတဲ့နွားနယ်ကြီးတစ်ကောင်ကိုမွေးမြူထားပါတယ်။ပုံနာကြီးကနွားကြီးကိုတားရင်လို့ယူဆိုင်ပါတယ်။တနေ့မှနွားကြီးကသူ့တခင်ကျေးဇူးဆက်ချင်တဲ့အတွက်အရှင်ကျွန်တော်ကလဲအစီတရားကိုတပြိုင်တည်းဆွဲနိုင်ပါတယ်။ဒါကြောင့်တထေးတဦးနဲ့အတပြားတစ်ထောင်ကြီးလောင်းကြီးထပ်ပါလို့အကြံပေးပါတယ်။ပုံနာကြီးဟာတထေးတဦးနဲ့အတပြားတစ်ထောင်ကြီးလောင်းကြီးထပ်ပါတယ်။ပြိုင်ပွဲလေးမှာလဲအစီတစ်ထောင်ကိုဆက်သွယ်ပြီးနွားကြီးကိုရုံခိုင်းပါတယ်။ပုံနာကြီးရပေးတဲ့အလဲမှာနွားကြီးကိုမှန်တက်ပြီးဟဲ့ကောက်ကျတဲ့နွားမိုက်နွားရုပ်မိုက်မဲတဲ့နွားစုပ်ရုံးကဆွဲကန်းလို့ချိန်လုံးကိုဝင်ရမ်းပြီးရိုင်းဆိုင်ကျန်းတဲ့စွာအော်ဟစ်ခိုင်းစီပါတယ်။နွားကြီးကသူ့ကိုနွားရုပ်နွားစုပ်လို့အပြောခံရတဲ့အတွက်စိတ်နာသွားပြီးငါကသူ့ဘော်စေတနာထားပါလျက်နဲ့ငါကိုရိုင်းဆိုင်စွာပြောရလေခြင်းဆိုပြီးတလန်းမှမရွေပဲနေလိုက်ပါတယ်။ရားလက်အနေနဲ့ပုံနာကြီးကအသက်ပြားတစ်ထောင်ရှုံးပြီးရှက်ရပြီးတော့အိမ်ကိုပြန်ခဲ့ရပါတယ်။နွားကြီးကစိတ်မကောင်းဖြစ်နေပေမဲ့တခင်ကိုအရှင်ကျွန်တော်ကိုဘာလို့နွားရုပ်လို့ခေါ်ရတာလဲနောက်တစ်ချိန်ထပ်လောင်းပါဒီတစ်ခါတော့အသက်ပြား2000ကြီးလောင်းပါလို့ဆိုပါတယ်နောက်တစ်ချိန်ပြန်ပွဲမှာတော့ပုံနာကြီးကသင်္ကန်းစာရသွားပြီးနွားကြီးကိုအလွန်နူးညံ့စွာပြောဆိုပါတယ်စတာကနကလိမ္မာတဲ့သားကြီးကျုံးသမ်းမအောင်ဆွဲသမ်းမအောင်လို့ချိုးသားသွားနွားကြီးရဲ့ကြောကိုပုတ်တက်ပေးပါတယ်ထိုကနွားကြီးကအားတဲ့တရားနဲ့လှဲစီးတရားလုံးကိုအသာတကြီးဆွဲယူနိုင်ခဲ့ပါတယ်ပုံနာကြီးလည်းလောင်းချင်းငွေတွေရပြီးချမ်းသာသွားပါတော့တယ်တပတ်သားရဲ့စိတ်ဓာတ်ကိုကြာဆင်းစေုံနဲ့မကပဲမိမိရဲ့အကျိုးစီးပွားကိုပျက်စီးစေတာနှုတ်ထွက်ကြမ်းခြင်းရဲ့ဆိုးကျိုးတွေဖြစ်ပါတယ်။ယဉ်ကျေးချိုးသားသောပြောဆိုခြင်းကလူရောတိရစ္ဆာန်မှာနှစ်သက်စေပြီးအောင်မြင်မှုကိုရရှိစေပါတယ်။